ချစ်တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကရင်ရိုးရာတာဟဲဖိုးလှုပ်ရှားမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်နဲ့အတူလိုက်ကြည့်ကြရအောင်ရင်ဦးဆုံးရင်နွေးဦးကိုစူအောင်တဲပြီးတော့မှကျက်သွန်အဖြူကျက်သွန်အနီရဲ့ငရုတ်သီးစင်းရဲ့ကိုခဏပြုတ်ထားပါမယ်ပြီးတဲ့အခါမှာကိုနှစ်သက်တဲ့အတီးအနံလေးတွေအကုန်လုံးထည့်လို့ရပါတယ်ကျွန်တော်ဒီနေ့ထည့်တဲ့အတီးအနံလေးတွေကမိုးပါမယ်ပဲတောက်ရှည်ယုံပတိတီမြစ်ကဲခရမ်းတီးရဲ့ကျွန်တော်ထည့်ပါတယ်ချစ်တဲ့ငယ်ချင်းတို့ကြိုက်တဲ့အသီးအနှံထည့်လို့ရပါတယ်ပြီးတာနဲ့နူးအောင်ခိတ္တအုပ်ထားပါမယ်တယောက်နဲ့တယောက်ချက်တဲ့ပုံစံတော့မတူပါဘူးတချို့တွေကခဏတော့ပြုတ်ပြီးတော့ငရုတ်စုံနဲ့ထောင်းပါတယ်ကျွန်တော်ကငရုတ်စုံမရှိတဲ့အတွက်ကြောင့်အသီးအနှံလေးတွေကိုပဲနူးအောင်လို့အချိန်ပိုပေးပြီးတော့မှပြုတ်လိုက်ပါတယ်ကဲအသီးအနှံလေးတွေနူးလာတဲ့အချိန်မှာကျွန်တော်ငပိထည့်ပါတယ်ငပိထည့်ပြီးတာနဲ့ပင်စိမ်းလေးပါအုပ်လိုက်ပါတယ်မွေးမွေးလေးနဲ့စစ်ဆက်လေးအရန်စားကောင်းတဲ့တာဟဲဖိုးလေးရပါပြီခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကဲစားချင်တယ်ဆိုလို့ရှိရင်နောက်နေ့ကျရင် like ချက်စားကြည့်ရအောင်အားလုံး bye bye thank you so much